အိမ်တော်ရေးဟာဘန်ကင်လာမဟုတ်ပါဘူးအခက်အခဲတွေစိန်ခေါ်မှုတွေရှိနိုင်ပါတယ်မိသားစုဘဝကိုတည်ထောင်ဖို့ဆိုတာဟာလူတစ်ယောက်ရဲ့ဘဝမှာအရေးကြီးဆုံးဖြတ်ချက်တွေတဲကတစ်ခုပါအိမ်တော်ပြုပြီးရဲ့နောက်မှာပျော်ရွှင်စရာတွေစိတ်လှုပ်ရှားစရာတွေရှိတယ်လို့စိန်ခေါ်မှုတွေအခက်အခဲတွေလည်းရှိနိုင်ပါတယ်ဒါကြောင့်အိမ်တော်ပြုပြင်မှာတေချာစွာစဉ်းစားဆင်ခြင်သင့်ပါတယ်အိမ်တော်ဘက်ရွေးချယ်ခြင်းကိုယ်နဲ့စိတ်တူကိုယ်တူရှိသူခိုးသလားဆိုတာကလည်းအရေးကြီးပါတယ်အတူတူနေထိုင်မှုဆိုတာနှစ်ဦးနှစ်ဖက်ရဲ့အခြေခံတန်ဖိုးတွေယုံကြည်ချက်တွေအမြင်တွေတူညီဖို့အရေးကြီးပါတယ်ဘာသာရေးလူမှုရေးငွေကြေးသုံးစွဲမှုစတဲ့အရေးကြီးတဲ့ကိစ္စတွေမှာသဘောထားတူညီမှုရှိမရှိသေချာစမ်းစစ်သင့်ပါတယ်ရေရှည်လက်တွဲနိုင်မဲ့သူဟုတ်သလားဆိုတာကလည်းအဓိကအရေးကြီးပါတယ်ခံစားချက်တက်နဲ့မဆုံးဖြတ်ပဲနှစ်ဦးသားရဲ့အနာဂတ်ရည်မှန်းချက်တွေဘဝတွေအတွက်မျှော်လင့်ချက်တွေတူညီမှုရှိမရှိစဉ်းစားသင့်ပါတယ်အခက်အခဲတွေကြုံလာရင်အတူတူရင်ဆိုင်ကျော်လွှားနိုင်မဲ့စိတ်ဓာတ်ရှိသူဟုတ်မဟုတ်ဆိုတာလည်းစမ်းစစ်ရပါမယ်တူးချင်းရဲ့အားသာချက်အားနည်းချက်တွေကိုပေါ်လက်ခံနိုင်ပါသလားလူတိုင်းမှာအားသာချက်နဲ့အားနည်းချက်တွေရှိပါတယ်တဲ့အိမ်တော်ဘက်ရဲ့အားနည်းချက်တွေကိုသင်လက်ခံနိုင်ပါသလားသူ့ရဲ့အားသာချက်တွေကိုပေါ်သင်တန်ဖိုးထားပါသလားတူးကိုတူးလေးစားမှုရှိဖို့ကလည်းလိုအပ်ပါတယ်အပြန်အလှန်လေးစားမှုဟာအိမ်တော်ရေးမှာအလွန်အရေးကြီးပါတယ်တဲ့ရဲ့ထင်မြင်ယူဆချက်တွေကိုလေးစားသလိုတဲ့အိမ်တော်ဘက်ရဲ့ထင်မြင်ယူဆချက်တွေကိုလည်းသင်လေးစားမှုရှိရပါမယ်ဆက်သွယ်ရေးကောကောင်းမွန်ပါသလားဝိဝတ်လေးနဲ့အမှန်တိုင်းပြောဆိုဆက်သွယ်နိုင်မှုဟာပြဿနာတွေကိုဖြေရှင်းဖို့နဲ့နားလည်မှုတည်ဆောက်ဖို့အတွက်အရေးကြီးပါတယ်အိမ်တော်ရေးရဲ့တာဝန်ယူမှုတွေကိုမသိပါသလားအိမ်တော်ပြုပြီးရင်လင်းနဲ့မရနှစ်ဦးစလုံးမှာကိုယ်စီတာဝန်တွေရှိတာပါတယ်အဲဒီတာဝန်တွေကိုကျေပွန်နိုင်မလားဆိုတာကိုလည်းစဉ်းစားရပါမယ်နောက်တစ်ချက်ကအိမ်တော်ရေးမှာငွေကြေးကိစ္စဟာအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်နှစ်ဦးသားရဲ့ဝင်ငွေထွက်ငွေကိုဘလို့စီမံခန့်ခွဲမလဲဆိုတဲ့အစီအစဉ်ရှိထားသင့်ပါတယ်မိသားစုဝင်တွေနဲ့ဆက်ဆံရေးကောဘလို့ထားမလဲတဲ့ရဲ့မိသားစုဝင်တွေနဲ့တဲ့အိမ်တော်ဘက်ရဲ့မိသားစုဝင်တွေနဲ့အဆင်ပြေပြေချိခင်စွာဆက်ဆံနိုင်ဖို့လည်းအရေးကြီးပါတယ်တကယ်လို့ပြိပခါတွေဖြစ်လာရင်ကောဘလို့ဖြေရှင်းမလဲအိမ်တော်ရေးမှာမတူတဲ့အမြင်တွေကြောင့်ပြိပခါတွေများစွာဖြစ်နိုင်ပါတယ်အဲဒီအခါမှာဘလို့ငြိမ်းချမ်းစွာဖြေရှင်းမလဲဆိုတဲ့နည်းလမ်းကိုလည်းသိထားသင့်ပါတယ်အိမ်တော်ပြုတ်ဖို့ဆိုတာဟာအလင်းစလိုဆုံးဖြတ်တဲ့ကိစ္စမဟုတ်ပါဘူးသေချာစွာအချိန်ယူပြီးနှစ်ဦးသားအတူတကွစဉ်းစားဆင်ခြင်ကြပါတယ်အတွေ့အကြုံရှိတဲ့မိဘတွေဆရာသမားတွေဒါမှမဟုတ်အိမ်တော်ရေးအကြံပေးတွေကြီးကအကြံအဉာဏ်တွေကိုရယူရပါတယ်ကိုယ့်ရဲ့လိုအပ်ချက်တွေစံနှတွေအားသာချက်တွေအားနည်းချက်တွေကိုသိထားမှမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်မှာပါဒါတော့အိမ်တော်ရေးဟာဘန်ကင်လန်မဟုတ်ပါဘူးအခက်အခဲတွေစိန်ခေါ်မှုတွေများစွာရှိနိုင်ပါတယ်ဒါပေမဲ့နှစ်ဦးသားနားလည်မှုချစ်ချင်းမြတ်တာဧကမှုတွေနဲ့ပေါင်းစည်းမယ်ဆိုရင်ပျော်ရွှင်တဲ့မိသားစုဘဝကိုတည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်